sorry leg sorry leg ဒီမှာကျွန်တော်တို့ပြောတာပေါ့ကျွန်တော်တို့အတန်တိတ်ကွိတ်လက်လူဂျမန်စနိုက်ပါတူနီဂရုပြောတဲ့စကားလေးကျွန်တော်နည်းနည်းပြောပြမယ်ဒီပုံလဲကျွန်တော်တင်ထားပါတယ် sorry leg ကတကယ်ကိုဟာတာပဲဗျာရိုနယ်ဒိုကို sorry မရောက်ခဲ့ဆိုရင်သူတို့လက်ကိုဘယ်သူမှတီးခဲ့ကြတာမဟုတ်ဘူးလေအခုတော့သူတို့ကိုကဘာရရမှာလူတိစင်ကြားဖြစ်စေခဲ့တဲ့ကစားသမားကိုသူတို့တွေကလည်းမလေးမစားလုံနေကြပြီတဲ့ကျွန်တော်ပြောရတယ်ဗျာရိုနယ်ဒိုဒါမနဲ့ဖြန့်ဆော်ဒီကနေထွက်သွားမယ်ဆိုရင်သူတို့ပွဲစဉ်တွေကိုကြည့်မဲ့သူတော့စီမှာမဟုတ်ဘူးဆိုဒီပုံစံလေးတိုင်းရှင်းတယ်လေကျွန်တော်တို့ပြောစအောင်လို့ဒါသူတို့ကဆော်ဒီလေးဆိုတာရိုနယ်ဒိုအကြောင်းပဲနာမည်ကြီးလာပါရိုနယ်ဒိုအကြောင်းပဲလူတွေစိတ်ဝင်စားလာတာရိုနယ်ဒိုအကြောင်းပဲကျွန်တော်တို့ဆော်ဒီလေးဆိုတာတိတာကွာပတ်စံစီးတာတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့အဘလုံးပွဲကြောင့်ရိုနယ်ဒိုရောက်လာမှကျွန်တော်တို့သိတာဒါပဲရှင်းလေးမင်းတို့ဆော်ဒီလေးတွေရိုနယ်ဒိုထွေးသွားရင်ဒိုငါတို့စိတ်ကူးတယ်မှမရှိဘူး